ကျွဲအစီတီနဲ့ချုပ်ထားတဲ့ဒုဘာကြအိတ်ဖြစ်ပါတယ်အရန်မိုက်တယ်ကျွန်တော်ကိုယ်တိုင်ကျွေစင်းလောက်တဲ့ကလာအနေထားအသားအနေထားဖြစ်ပါတယ်ကစတမာကတော့ဒုကို 1.2 အတင်ချုပ်ပေးပုံမှားထားတဲ့အတွက်ကြောင့်မလို့ 1.2 အတင်ချုပ်ပေးထားတာဖြစ်ပါတယ်ပစ္စည်းအပြည့်ထည့်ထားမှသာလျှင်ဒီဖုန်းလေးက fit size ကျနေမှာဖြစ်ပါတယ်ပစ္စည်းအပြည့်မထည့်ထားတဲ့အတွက်ကြောင့်မလို့ 1.2 ချုပ်ထားတဲ့အတွက်ကြောင့်မလို့ပစ္စည်းအပြည့်မထည့်ထားဘူးဆိုရင်ဒီပေါ်အဖုံးလေးကအောက်ကိုတော့နည်းနည်းရှည်ကျနေမှာဖြစ်ပါတယ်ခင်ဗျာတရားလေးကကျွန်တော်စီမှာ2,200,000ကျပ်နဲ့ဝယ်ရရှိနိုင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီအသားကျွန်တော်စီမှာ order ပြည့်နေပါတယ်เนาะ order ပြည့်သွားပါပြီအဲ့ data မထွက်သေးတာ round 7 တစ်လုံးထွက်သွားပြီဒုဘာကြတစ်လုံးထွက်ပြီနောက်ထပ်လည်းဒုဘာကြတွေထွက်စီရတယ်ရှိပါသေးတယ်เนาะနောက်ထပ်အသားရမယ်ဆိုရင်တော့ရရှိနိုင်ပါတယ်တော်တော်ကောင်းတဲ့အသားဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ယူတဲ့ customer ကတော့အကြိုက်တွေ့စေမှာမှန်ပါတယ်ခင်ဗျာဒီမှာနာမည်ထိုးလေးပါပါတယ်เนาะဦးထင်အောင်တဲ့ဖုန်းနံပါတ်လည်းပါပါတယ်ကျွန်တော်တို့အရင်တော့ကဖုန်းနံပါတ်ကိုကန့်သတ်ထားတာရှိပါတယ်ဖုန်းနံပါတ်ထပ်နေတဲ့စလုံးတွေဆိုရင်မထိုးပေးဘူးလို့ပြောအခုဆိုရင်တော့အကြိုက်ထိုးပေးပါတယ်เนาะကျွန်တော်စီမှာစလုံးပေါက်အပြည့်အကြိုက်ထိုးလို့ရရှိနိုင်ပါပြီစအတည်းကစံငွေတော့ယူတာဖြစ်ပါတယ်အချို့လိုပြည်စည်းကြောင်းပုံပို့ကြောင်းကြတဲ့အခါမှာကြံငွေပေးရှင်းရတာဖြစ်ပါတယ်ကြံငွေပေးရှင်းပြီးတော့မှာ expense နဲ့ပစ္စည်းပို့ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ချုပ်ထားတဲ့တည်တတ်မှုလေးတစ်ချက်ကြည့်လိုက်ပါဗျာအနားလုံးပေးတာအစ special ကိုလှပနေစေရမယ်เนาะကျွန်တော်တို့ချိုသားအတွင်းအပြင်ညီညာလှပတည်တတ်နေစေရမယ်ဒီဇိုင်းတွေကိုလိုချင်တယ်ဆိုရင်တော့ global ကို hello လုပ်လိုက်ပါ customer classic Samsung အသုံးပြုကျင်တဲ့ဆိုရင်တော့ global ကိုမှာယူလိုက်ပါခင်ဗျာ